တေခံပြေးကိုခစ်တင်မောင်းရှင်းလို့ဟိုးလေးတကြောဖြစ်ခဲ့တာပဲမဟုတ်လားကွာရှိကမောင်းရှင်းဖြစ်မျိုးနဲ့တူချင်တူနိုင်တယ်ကွာစဉ်းစားကြည့်လေသူဒီနဲ့ဒီကြားတဲ့ကလည်းပြေးနိုင်တယ်မိုးလေးလေးလေးလိုင်းတွေကြားတဲ့ကလည်းပြေးနိုင်တယ်ကွာဒီကလေးကိုတကယ်ချစ်တဲ့သူကတမ်းမတော့မဟုတ်နိုင်ဘူးလူတွေပြောကြတဲ့ဥစ္စာဆောင်လားသေရင်မှဆိုတာလားဘယ်သိနိုင်မလဲဒီကလေးအပေါင်းအသင်းလူငယ်တွေကပြောလို့ကြားခဲ့ရတဲ့အတိုင်းမိကိုဖောက်တယ်ချတာပဲကွာအေးဖောက်တယ်ချပြောတာတော့ဟုတ်ပါတယ်စိတ်လေအောင်ရှင်းပြအောင်မှာပေါ့ကွာကိုမျိုးအောင်တောင်းဆိုချက်ရကိုထွန်းသိဇလန်းအစဒီတန်းဖွင့်လိုက်ပါတော့သည်စင်ကြုံဤနောက်ပဲရှင်မင်းဖုံတော်ဦးရှင်မင်းငါးမျက်နှာဖျားတို့သည်ရှေးသမိုင်းဝင်ဖျားများဖြစ်သည်တစောင်းမုံလာဆန်းရှိရနေတွင်သမုတ်ကြီးတင်ပွဲပြစ်စင်ကျင်းပကြပါသည်လက်ရှိလာများကျင်းပသည့်ပွဲမှုတော်လဲတရမြသာကျင်းပသောသမုတ်ကြီးတင်ပွဲကိုလက်ရည်ချိုးလို့ညှော်ဖို့ရသည်မှာတနေ့လုံးလိုပါပဲဝဲတော်ရောက်ပြီးဆိုမှဖြင့်မြို့ရွှေကျွန်း၏အနောက်ဘက်စလင်းချောင်းကြီးခါရင်စုရှိလေသွားကြသည်နန်းနဲ့၄နာရီလောက်မှစလို့လူငယ်လူရွယ်လေးများရဲ့အိုးစီဒုဘတ်တန်တွေသူညံတို့ကာလာသမီးများနောက်ကြပြောင်းကြတချင်းဟစ်ကြနဲ့အလွန်ပြောစရာကောင်းသောဖျားပွဲလေးဖြစ်ပါသည်1983-84ခုနှစ်ကစားမုံလာဆန်းရှိရဲ့သမုတ်ကြီးတင်ပွဲကိုကိုထွန်းသိန်းနဲ့အဖော်တူဖျားသူနနဲ့အာယုံအမိရောက်လာကြသည်ဖျားရင်မြင်တော်ရှိအမျိုးသမီးလေးများတန်းစီပြီးတန်ဃာတော်များဆွမ်းလောင်းနေမှုကိုမြင်ရသူကြည်နူးเสียကောင်းလာ၏ဖျားဆောင်တဲ့တစ်ဖက်တစ်ချက်တွင်အိုးပုတ်ဂျိုးရုပ်ပလုတ်တုံနှင့်မင်းသမီးမင်းသားကဂျိုးရုပ်များဖိုးဝါရုပ်ပြစ်တိုင်းတောင်ရုပ်ကလေးများကစားစရာများတွေပါသည်ဈေးဆိုင်တန်းများစွာရှိသည်အနေနဲ့အရရမှလာတဲ့ဈေးများလည်းပါသည်ဆွမ်းလောင်းအပြီးလင်းအောင်ကြီးထွက်ပေါ်လာလေရှင်မင်းငါးမျက်နှာဖျားနတ်တော်ကိုသွားသည်အဲရန်ကြီးများရှုမြော်မဆုံးနိုင်အောင်များသည်ဘာဖြူဘာညိုနန်းနန်းတို့တွားရောက်ဖိုက်ကြသည်ဦးထွန်းသိန်းတို့လည်းငါးမျက်နှာဖျားတို့သွားမျိုးမင်းနှင့်စောလှထွန်းတို့အုပ်စုနှင့်ပပင်တို့လှထွန်းလှမ်းအော်သည်ယိုးကိုသိန်းထွန်းနတ်တော်သွားမလို့လားဗျကျွန်တော်တို့အဖွဲ့လည်းလိုက်ခဲ့ပါဦးမယ်အေးကောင်းတာပေါ့ဟာနတ်တော်သွားတာလူများနဲ့သွားရလေပြောစရာကောင်းပြီပဲလမ်းတယောက်သူတို့လူငယ်လူရွယ်အုပ်စုနဲ့ကလေးမလေးများတဦးနဲ့တဦးနောက်ပြောင်းပြည်စေရင်နောက်ရင်းစာရင်ဖျားသူရောင်မမတိရောက်လာသည်ဖျားဖူးကြီးနန်းနန်းကိုလည်းဥကြိုက်ကြသည်ဖျားကုန်းတော်မှာသူတို့အလုံးစင်းလာယူမင်းစတော်သည်ဟောလိုက်တာကွာကျော်ဆိုင်ဖြစ်ဖြိုရမကာဆိုင်ဖြစ်သွားကြပါစို့လားပြည့်စုံမှာလှဟောက်ပြီမင်းအဘဖျားမှာအဖြောရမကာဆိုင်ဘယ်တော့ကရှိခဲ့ဘူးလို့လေကွာကဲပါအားလုံးလည်းဆင်းလဲပြေဆန္ဒလည်းပြည့်အောင်အမောပန်းလည်းပြည့်အောင်စကားသမီးပြောအောင်ဒါလမ်းမှာရှိတဲ့ထန်တော်တွေကတင်းမှာအနာယူမလီကွာဘာအကျော်ပဲရဘာအတုတ်ရဟောလေကွာမကောင်းလားအထွန်းပြောတဲ့အစီအစဉ်ကိုဦးသိန်းထွန်းကထောက်ခံပေးပြီးမင်းတို့လူငယ်တွေကောင်းလို့လို့ငါလည်းအားလုံးနဲ့စိတ်တူသဘောတူပဲကွာအားလုံးထန်တော်ထဲမှာတဲ့အရှူဝင်ရောက်ဝိုင်းဖွဲ့အပြီးမှာဒီအိုတလုံးကြွကြော်တဲ့ဝဲကုမှုခွင့်များအပြည့်အစုံရောက်ရှိလာကြပြီပထမဦးစွာကိုကြီးကျော်တင်ကလေးမြောက်ကလေးနဲ့ထိုင်းကြီးတစ်ခွက်တစ်ဖလားဝမ်းထဲကိုမှောက်ချလိုက်ကြပြီဒီက9ခွက်လောက်ရောက်มาတော့
အစဖော်ခဲ့တဲ့မျိုးမင်းဒီချင်းလေးများမယ်တက်လို့ကောင်းလိုက်ပါပြီဒီတော့ရဲ့တူနေတန်းပြည့်တော်မထိတဲ့နေ့ဟဲ့ကောင်ကောင်းလေညင်နေလီကွာဘာလို့ညင်နေရမှာလဲကိုထွန်းသိန်းကိုမေးစရာရှိလို့ပြောချင်တာရှိလို့ဒီလာတာပေါ့ကွာပွဲသားအားလုံးကောင်းရောက်နေပါပြီကိုထွန်းသိန်းအားလေးစားလေးနဲ့ဘာများမေးလို့ဘာများပြောချင်ပါလဲကိုတော်လေးကျွန်တော်တို့လူငယ်တွေဘာမသိညာမသိဟိုပြောဒီပြောရှောက်ပြောရင်ဘာဖြစ်မလဲဗျဟေးအရက်ကန်ရမှာပေါ့ကွာကိုထွန်းသိန်းကလည်းကျွန်တော်မမူးပါဘူးတကယ်သိကျင်လို့မေးတာပါမင်းကဘာသိကျင်လို့လဲပြောစမ်းပါဦးလူတွေဒီနေ့ဒီရဲ့ဖျားဖူးလဲဖူးကြတယ်နတ်ကူလဲဥက္ကကြတယ်ကျွန်တော်တို့လည်းဖျားဖူးတယ်ဘာဖြူဘာညူငကြီးများကိုလည်းဥက္ခိုက်ပါတယ်နော်တရေတစီဥစ္စာဆောင်နတ်တို့တကယ်မြင်မှုသလားယုံလားဆိုတာအဲ့မိကျင်သားဗျမိကုန်းတွေကများတော့ကွာမမြင်ဘူးလို့မယုံဘူးလို့ငါမပြောချင်ဘူးမြင်ဘူးလို့ဟုတ်ပါတယ်လို့လည်းပြောမရတာတွေကအများကြီးကွာဥပမာတကယ်မြင်ဘူးတဲ့မျက်လက်ကောင်းပြတ်ပိုးပြတ်လွတ်ပြရင်တကယ်ပြည့်ရင်ပြီးမှာပဲမင်းရပြီမိတကယ်ပြတ်တာမှမဟုတ်ဘဲနဲ့ကွာဒါဆိုရင်ကျွန်တော်ပြောစရာရှိတယ်ဒီဇလန်ဒီပွဲကစတာခဲ့တာဗျဘယ်လိုဇလန်ဖြစ်တယ်ဆိုတာလဲပြောစမ်းပါအောင်ကွာအောင်နိုင်မင်းကတော့ကိုထွန်းသိမ့်ပြီးပါမဟုတ်ဘူးကျွန်တော်တို့ငွေချင်းဆိုတော့ပြီးတာပေါ့သူ့ကြီးကမယုံနိုင်စရာကြီးဗျကျွန်တော်တို့ယုံကြည်လို့ပြောပြဒါပဲဗျာအောင်နိုင်မင်းဇလန်စာကိုမျိုးမင်းကအစပြုပြောပြပါတော့ဒီခုတစ်ချိန်ကမျိုးမင်းတို့အောင်နိုင်မင်းတို့တမုတ်ကြီးနဲ့ဖျားပွဲသို့သွားခဲ့ကြပြီဝယ်တော့အနေနဲ့ရရကရောက်လာကြသည်အထက်မှာဆလီလက်ဖက်ကလက်ကျွန်းစုရွာသူပန်းနှင်းကြီးဆိုတဲ့ကောင်မလေးအုပ်စုနဲ့တွေ့ကြပုံကိုပြောပြပါသည်ဘုရားဆောင်တန်းတလျောက်လူများကြိတ်တို့စီကားလာသည်တဦးနဲ့တဦးတိုးမိတိုက်မိကြ၏သူတို့နှစ်ဦးအကြည့်ချင်းလဲဆောင်ကြသည်အောင်နိုင်မင်းကဟိုလူကျော်မင်းကလေးများစိတ်ဝင်စားအောင်ဖန်ဒီနိုင်တဲ့သူဖြစ်တယ်လို့ပန်းနှင်းပြူရဲ့အလှကလည်းပဲပူကြီးယောက်ျားများကိုပြုတ်ယူဟန်စားနိုင်သည်အလှပိုင်စင်မာလေးဖြစ်သည်မတဆာတိုးမိသွားလို့အောင်နိုင်မင်းပြောင်းပြလိုက်တော့ပန်းနှင်းပြူအပြုံးပန်းတစ်ပွင့်ပြန်ရိုက်လိုက်တဲ့အခါအောင်နိုင်မင်းခွမ်းစီကြည့်တယ်လို့မို့သူမတို့အုပ်စုသွားရနေရတိုင်းကောက်လိုက်နေပါတော့သည်ရုံမင်းတင့်စော်လာထွန်းနဲ့အောင်နိုင်မင်းတို့ဘက်မှလည်းအုပ်စုတစုပန်းနှင်းပြူတို့၄-၅ယောက်အုပ်စုနဲ့တွေ့ဆုံနိုင်ဟိုရှိရာပြူရဲ့ရုံစင်ကချောလာတယ်တော့ရမမလီနဲ့ခွေလူကိုသာမောင်ခေါ်မယ်အဲ့လိုနဲ့ဒီအချင်းလေးကိုပဲထက်ကြည့်တယ်လဲနောက်ပြောင်မှုကိုတန်းနေယူနဲ့မိမပြူလေးများကွက်ကြည့်အဲ့ရင်းလေးများကနန်းလိုက်တဲ့ဆွဲခေါ်တယ်လို့ပြစ်ခဲ့ကြရသည်ဖောင်တော်ဦးဖျားတောင်ဘက်ရောင်ပင်ဝိုင်းကြီးများရှိသည်လဲဝိုင်းကြီးများလည်းရှိသည်ဖျားဘူးလာဧည့်သည်များနှင့်ရွာကြီးချုပ်ဆက်မှလူများမိမိတို့အိမ်မှသမင်းဟင်းဆိုင်ဥခွက်အပြည့်စုံယူဆောင်လာကြသည်ပါလာသည့်စားဝယ်တောက်ဖွယ်များအရေးအဝလှကောင်းတဲ့ပြပင်ကြီးများအောက်တွင်ခင်းကျင်းစားတော့နေကြတာကြော်စရာကောင်းလာပါသည်ဖျားကုန်းနဲ့တစ်ဆက်တဲ့နောက်ဘက်တောင်ကုန်းတောင်ယူတန်းများပေါ်မှဖျားစေဒီပထိုးများနဲ့ဘုံကြီးကျောင်းများအတွင်းရေတွင်ရေကန်တို့ကိုရှုမြင်ရသူအပေါင်းကြည်နူးစရာကောင်းလာပါသည်ဖျားဖူးသူဥပုပ်ဒီလဆောက်တည်သူများဘုံတော်ကြီးကျောင်းတွင်လည်းပြည်လေရှိနေပါသည်အောင်နိုင်မင်းတို့အုပ်စု
ရောင်မြင်ဝိုင်းကြီးနဲ့လဲဝိုင်းကြီးအနီးရောက်လာမမျော်လင့်ပဲစလင်မျိုးနောက်ဘက်ကပြုစုရွာသားအောင်မျိုးစုံနဲ့တိတ်တိုက်ဆုံမိကြစဉ်အောင်နိုင်မင်းကဖက်တဲ့ကင်းဟာအောင်မျိုးတော့မင်းတို့ဖျားဘူးလာကြတာလားတို့ဖျားဘူးတို့ဖျားကစူတောင်းပြည့်တယ်နော်မိကောင်မလေးရောမပါဘူးလားဘယင်းနဲ့နီးဒီကျွမ်းခဲ့တဲ့အောင်နိုင်မင်းကိုအမက်မတင်တွေ့လိုက်ရတော့ဟာကွာဝမ်းသာလိုက်တာတကယ်ချင်းဟာမင်းနဲ့တွေ့ချင်နေတာကွာငါစိတ်ထဲမှာမင်းတို့ဒီသားကဖျားဆိုတော့မင်းကိုတွေ့မယ်လို့လည်းထင်တဲ့အတိုင်းပဲမင်းကငါ့ကိုဥအောင်မွေးပြီးမင်းကမလီစကီလေးတွေမပါဘူးလားအောင်နိုင်မင်းမျိုးမင်းတို့အုပ်စုကိုလက်ညှိုးထိုးပြပြီးသူ့ရဲ့ကြီးတင်နေလာတာအာယုံလက်ခင်စောကြည့်လာတာကွာဖျားလဲပူပြီးပြီသူလဲတောင်းလို့သူလဲပြည့်ပြီကွာမလီလေးနဲ့လဲတွေ့ခဲ့ပြီဟောဥမဥမလာနေကြပြီအောင်နိုင်မင်းမင်းကလိုက်တဲ့ရက်ကိုသူတို့အားလုံးဤမျက်စိအစုံလို့ရောက်ကြည့်သွားကြပြီအောင်မျိုးစောခေါင်းချစာလဲသွားသည်ဘေးပတ်ဝန်းကျင်ဖျားပူလာလူမင်းမကျော်လီများစွာတွေ့ရသည်အောင်မျိုးစောရှိတဲ့ကြည့်နေတဲ့အုပ်စုမင်းကလေးများကတော့ကျွန်းစုရွာကမင်းကလေးများဖြစ်နေကြသည်အောင်မျိုးစောသူ့မိဘူးကိုလည်းလိုက်လို့တန်တော့အတန်ထွက်လာပြီဟာဟေးဟေးအောင်နေမင်းဒါအဲ့ရသူကြီးကွာစကားတွေရင်ဖြစ်လို့ပြောလို့ဆိုလို့မဆုံးသေးမင်းချော်လီများအောင်နေမင်းတို့အုပ်စုအနီးရောက်ရှိလာကြပြီသူတို့မျက်နာလေးပေါ်တွင်မိစ္ဆာပေါင်းတာတို့အပေါ်မှညမရိုးရာသနခါတကွကြားလေးညပြီချွေးလေးများစုနေကြပြီဘုရားဘော်တွင်နောက်ပြောင်ကြည့်စေကြတဲ့လူငယ်တဲ့သူကိုတွေ့လိုက်ရတယ်သူရောမိမပြူလေးများပုံပုံချူလေးများပြင်ဖြစ်သွားကြတယ်လေလူကကောင်းပြီးအောင်မျိုးသောမျိုးသမီးအုပ်စုဒီထဲမှာမိန်းကလေးတဦးကိုလက်ရခေါ်လိုက်ပြီးကကြောသောမိန်းမပြူလေးထွက်လာတယ်ဟဲ့ရောအောင်နိုင်မင်းဒါငါချစ်သူလေးပဲကွာလာလာမူးလူလေးခေါ်တယ်ဒီနေ့တရင်ကျို့လူလက်ထက်ချမှာမင်းလည်းလာကွာငါတခါတည်းဖိတ်လိုက်တယ်နော်အောင်နိုင်မင်းတို့လူငယ်အုပ်စုနဲ့မောင်မျိုးစောသူ့ချစ်သူကိုယ်ပဲပြခွဲထုတ်ပြီးသားဖြစ်အောင်လည်းပါသည်ငန်းလက်တိုင်းတက်ပြခြင်းနဲ့ဆန္ဒလည်းပါသည်တစ်ချက်ကိုနှစ်ချက်ပြသဘောမျိုးဖြစ်အောင်ရှိသည်တခါတစ်ခေါက်မှဖျားသူမရောက်ဘူးသူလှလာမူကအောင်မျိုးစောကိုလွယ်စိုးစိုးတဲ့အမူအရာနဲ့ကိုကလည်းမရောက်ဘူးလို့လာပါတယ်ဆိုမှဘယ်မှလည်းလိုက်မပို့ဘူးဟာပို့မှာပါဟာဒေါ်လေးမတို့အစဉ်ပြေအောင်ကူညီရသေးတယ်ဟာလူစားအတွက်ကောငါးစားအတွက်ပါလုပ်နေရတာဒါတွေပြီးမှဒီလိုအားလုံးလက်တုံပို့မယ်လို့စိတ်ကူးထားပါတယ်ချစ်ကလေးရဲ့လေအခုလိုသိလိုက်ရတာအောင်နိုင်မင်းဝမ်းသာသွားပြီသူသိတဲ့အလှအေးကလေးမလေးမဟုတ်လို့တော့ပါသေးတယ်သူငယ်ချင်းချစ်သူနှစ်ဦးပြောဆိုနေကြသည့်ကြားမှာအောင်နိုင်မင်းရဲ့မျက်စိကတော့အမျိုးသမီးအုပ်စုထဲမှာတဦးတယောက်ပေါ်သို့မကြာခဏရောက်ရှိလျက်ရှိသည်ထို့လူအလှမယ်လေးကလည်းအောင်နိုင်မင်းနဲ့မျက်လုံးချင်းစုံလိုက်ပါပြင်းနုနုလေးပေါ်တွင်ရွှေသေးရောင်များဖြတ်သန်းနေပြီဆိုသည်ဝင်ချင်းဖြင်းနေပြောလူငယ်ချင်းအထာတိတယ်လို့ဆိုရင်အောင်မျိုးစောဖိမိခံရှိသည်ဟောကိုမလာပြီဆိုတာကြားခဲ့တော့ဒီအုပ်စုထဲမှာတယောက်သောလူဖြစ်မယ်ဆိုတာသိနေသည်ဖြူမဲ့တဲ့ကိုဖြစ်စီခြင်းတဲ့ဆန္ဒနဲ့အောင်နိုင်မင်းတို့အုပ်စုပန်းလင်းပြည်တို့အုပ်စုနှစ်စုမိတ်ဆက်ပြီးသူတို့ကတို့ရောအလှကွမ်းလောင်ကိုင်းပန်းလောင်ကိုင်းကြီးကွာသူကပန်းလင်းပြည်လို့ခေါ်တယ်သူကမြင်းမြင်းတွင်သူသာဝင်းရှုံးလေကြီးလို့လည်းခေါ်တယ်သေးသေးချာချာမထားကြအောင်
ရှင်နောက်ပြောတတ်တဲ့မျိုးမင်းကဝင်တော့တယ်အမှတ်မိမှာတော့မပူနဲ့ဆရာတို့အားလုံးရဲ့အသက်မှာဘယ်အခရာမှချိတ်ထားသူတွေတယောက်မှမရှိကြသေးဘူးဒီလက်နဲ့ဘယ်သူ့ကိုမှလုံးမကြွေးဘူးသေးပါဘူးကွာလူမျိုးလူလို့ဖြစ်တယ်ဆိုတဲ့ဂုံဘုတ်ကိုတင်လိုက်ချင်းဖြစ်သည်မိမပြူလေးထဲမှာခတ်ဆွာဆွာရှင်းစွန်းလေပြောလိုက်တာကလူအလုံးကလည်းဖို့ဆိုရင်ရင်ဖို့တော့မတန်သေးဘူးဦးကြောင်မဟုတ်ကောပြောတဲ့လူတွေကိုတော့ရင်းလို့ကမိမေသာမှတ်မြို့မင်းခေါင်းပူလို့သွားစတွေ့သူချင်းနားလေလို့တော့အောင်မြို့မင်းအဆူကိုထောက်ခံတဲ့အနေနဲ့အောင်နိုင်မင်းကမြောက်ပေးလိုက်မြို့မင်းပြောတာဟုတ်ပါလေဗျာကျွန်တော်နာမည်အောင်မြင်မှာအောင်နိုင်မင်းမှာသူတို့ကမြို့မင်းတင့်စောတထုံးလို့ခေါ်ပါလေရွှေကျွန်းမြို့မှာနေတယ်ကျွန်တော်ကမိတကူသားတကူပါအောင်နေမင်းပြောပြီးပန်းနှင်းပြီကိုနှိုင်းကြည့်လိုက်ပြီးပြုံးချူသူမရုပ်တင်ကမိပြောက်လို့ရင်ရနိုင်လို့မဟုတ်ပြရစဉ်ခဏချစ်သူငယ်ချင်းဖြစ်သူအောင်မျိုးစောကိုခံခြင်းဒီဆန္ဒလေးပါပန်းနှင်းပြီလို့ဖွင့်နေလေတရင်တနည်းကျန်းတဝင်ဖြစ်ခြင်းလို့စကားဆက်လိုက်မိပြီအခုလိုတွေ့ရတာဝမ်းသာတယ်ကွာမင်းတို့အားလုံးငါအဲ့ခံမယ်ကိုပဲသားတော်ဆိုင်ကိုသွားကြအောင်အောင်တော်ဦးဖះမုတ်ပေါက်ပါမှာစားရဝယ်စီရမ်းများစီတန်းလို့ကြည့်ကြပြီအမြင့်ဆိုင်အကျော်ဆိုင်မုံပဲရေစားကြံရီဆိုင်များနဲ့တစ်ဖက်ရီဆိုင်များလည်းရှိပါပြီဆိုင်တိုင်းလိုအပရိသတ်အပြည့်နဲ့အလွန်ကြောင်းကောင်းကြတယ်မိမိတို့ကြိုက်နေတဲ့အမျိုးစုံစားနိုင်တောင်းနိုင်ကြပါသည်အမိတကူသားတကူအောင်နေမင်းအကြောင်းအောင်မျိုးစုံသိသည်စေနာကောင်းမှလည်းသိမပြည့်မစုံသူတယောက်မှလည်းသိသည်သို့တော်များလဲငါတို့အကွယ်အလုံးကမင်းကအိတ်ခံမှာပေါ့ဟုတ်လားမင်းစီနာကိုတာလူခေါ်ပါလေကွာမင်းစူတောင်းတယ်လို့လဲပြပါသည်ချစ်တဲ့သူနဲ့လဲညီးစက်နိုင်ပါစေလို့နာထူတောင်းပါလေတကယ်ချင်းအောင်မျိုးဆိုမသိမသာပင်ပေးနေမှန်းသိတဲ့အောင်နိုင်မင်းမှလည်းအမိရလို့ပြောရမယ်မင်းပြီးတဲ့စုနေပြည့်ရင်ငါတော့ဝမ်းသာမဲ့သူကြည့်မှာမဟုတ်ပါဘူးကွာငါပြောလိုက်ချင်းလေသူ့ကိုငါကချစ်လို့သူကမရှိရင်လေသူ့ကိုငါချစ်နေမိမှာပဲရမယ်ရလာမျောဖို့ပြီးတွေ့တာလေဟုတ်ပါဘူးကွာအောင်နိုင်မင်းအကြီးကပန်းနှင်းပြူပေါ်ကြာရောက်နေလေတော့သူပြောတဲ့စကားဘယ်သူကိုရည်ရတာရှိနေကြတဲ့အုပ်စုလူငယ်များအားလုံးသိကြတယ်လို့ပန်းနှင်းပြူကလည်းသိနေပါလိမ့်မည်ဖော်ပြလို့မရနိုင်တဲ့ခံစားချက်များရင်ဝယ်တလက်လက်ဖြစ်နေကြပါလိမ့်မယ်အောင်မျိုးစောအတွင်းသည့်အစင်းသည့်ဆိုတော့မင်းစီနာကိုနားလေပါလေတကယ်ချင်းတို့လိုက်မစားတော့ဘူးကွာဘုရားတကယ်ချင်းဟာမင်းနေမှာနဲ့အကြောင်းမှုပြီးမဲ့အခုမပန်းနေယူလို့နဲ့တွေ့တော့အခမ်းရမယ်တော်ဝင်ငါရှိတယ်လေကွာအမီနာမကိုပဲထုတ်ပြောလိုက်ပြီးအောင်နေမင်းစီနာဒီမှာနားလေသွားတယ်အောက်နဲ့ထွက်သူလည်းဖြစ်ပြီးတော့ကိုနိုင်မင်းစီနာကိုကျမကျေးဇူးတင်ပါတယ်ကျမတို့စားရည်ပြည့်စုံပါပါတယ်အလုံးချက်ပြုတ်ပြီးယူလာခဲ့ကြတော့ကိုအောင်နိုင်မင်းတို့အပေါင်းအသင်းတွေလည်းကျွေးနိုင်ပါတယ်ကိုအောင်နိုင်မင်းလူမင်းခေါင်းမော့လို့လက်သံလူဝင်သွား၏အောင်နိုင်မင်းကဆိုင်ခေါ်ကျွေးလိုက်မပန်းနေပြီးကကျွေးလိုက်နဲ့တို့ခေါ်မဲ့သူမရှိလို့နောက်ဆုံးတော့ကြောက်လုံးမဲ့ဖြစ်တော်မယ်ထင်ပါရဲ့ကွာရှုံးလိုက်ကြီးယူမင်းစကားအသွားလာကိုသိပြန်မပြောပြပြင်းသူမဤမျက်စောင်းငကမာလေးသာဆိုရင်ယူမင်းပြာကျသွားနိုင်သည်အောင်မျိုးစောအပြင်ပါသည်သူ့နေဦးဆန္ဒပြအောင်ထပ်ပြင်ပေးလိုက်ပြန်အောင်နိုင်မင်းတကယ်ချင်းအနည်းဒီပြောတာမယုံလားကွာသူကတတိသမီးရာနောက်ထပ်ပြီးမဲ့ပေါင်းသိန်းဒီပါခေါ်ရင်ခေါ်ရွေးနိုင်တယ်အင်းတွေလဲဆုံးသမီးတူတဲ့တဘုံကြီးပဲဘာမှအာနာစရာမလိုလိုက်တာလိုက်ကြကွာသူတို့အင်းတော်ကြီးတွေလည်းပါတယ်ကွာ
မနေ့ကစားဖို့မျောနေမှာဘယ်တစ်ဆက်ဆက်တော့ဖြစ်နေရောမယ်အောင်နိုင်မင်းတို့ပွဲဒီငါတို့ရည်ရင်းနဲ့ကြတဲ့အလားပါပဲဒါပေမဲ့သူမခေါ်ရအောင်နိုင်မင်းလိုက်ရမှာတော့ခက်နေသည်ခုဒီသာဖျားဝဲမှာအခမ်းရမည်တာဝန်သာရှိသည်မလိုက်ပြန်ရင်လည်းခွက်ထွက်မှာဆိုလို့ရှိရင်လွဲရမည်ကိုစိုးမိသည်ပန်းနေပြီအမှန်ကန်စီနာမျက်ွယ်ကိုမပြုတ်နိုင်တယ်လို့မဆိုင်ကျင်နိုင်ဖြစ်နေပြီတော့သည်ပန်းနေပြီရိပ်မိဟန်တူသည်ကိုအောင်နိုင်မင်းအမနာပါနဲ့အားလုံးလက်ခဲ့ကြပါနော်ဒီမှာတမိုင်ဖိတ်ခေါ်လိုက်တော့သူတို့အားလုံးပျော်လိုက်ကြတာပြောမဆုံးပါဘူးတော့သုံးတော်မယ်ဖြစ်ရတော့ပြီဒီမှာတို့စတဲ့ကြတဲ့ရောင်မကြီးနာရောက်လာတော့တဲ့၄၅ဆယ်ဝန်းကျင်လောက်ရှိတဲ့တော်တူကလမ်းပြောသည်အောင်မလေးညီတို့ကုမာပဲပေါ်လာတော့တယ်ဘယ်ဒီများသွားနေကြတာလဲလို့သွားကြတဲ့အောင်မျိုးမင်းအောင်မျိုးစော်လဲပေါ်မလာနဲ့မနေ့စားမှစားကြပါမလားလို့တို့မှလက်တဆန်းဆန်းနဲ့ရောင်ရီဦးဖြစ်တော့မယ်အောင်မျိုးစော်ရှင်းပြချက်ကစံတင်လောက်ပါရဲ့ဒေါ်လေးမနဲ့ဒေါ်လေးလာတို့ကဘာမှမကြည့်ရနဲ့ပြောနေပြန်ပြီကျွန်တော်တကယ်ချင်းအောင်နိုင်မင်းတို့နဲ့အပေါင်းအသင်းတွေနဲ့တွေ့နေလို့ပါဒေါ်လေးတူမတွေနဲ့တက်တူပါလေကျွန်တော်တကယ်ချင်းကစားတော့ဆိုင်ခေါ်နေတာအတင်းပဲဒေါ်လေးတူမပန်းနေပြီမပန်းနေပြီကလည်းအာနာဒတ်တာလွန်ပါလေသူတို့လေးယောက်လူဆွဲဝဲလုပ်နေတာကြသွားတာပါဒေါ်တို့ကအနိများရှိနေကြတဲ့ကာလာသာကာလာသမီးများကတော့ကျုပ်စီစီနဲ့အောင်မျိုးစောပြည်ချင်းရဲ့သူတို့အားလုံးသဘောကျနေကြပါပြီဒေါ်တင်လာနဲ့ဒေါ်လေးမတို့အောင်နိုင်မင်းတို့အုပ်စုကိုအကဲခတ်မိသွားပြီထင်ပါပြီဟုတ်ပါရဲ့ဥကလေးဒီအုပ်စုကြီးကဆိုင်ခေါ်ကျွေးရဆိုရင်ဘယ်သက်သာပါမလဲတို့ရပြည်စုံအောင်အားလုံးစီမံပြီးချက်ပြုတ်လာတာလေကောက်ကုန်မှာပေါ့သူ့တော်တရားလေးကုသိုလ်ရပါလေရလာတဲ့ဆိုတာကုသိုလ်ပြုကြတာပဲတွေ့တော်လို့ဒီစီမာစားရလို့ဘာမှအာမနာကြနဲ့အားလုံးပြောပြပါစားချခွဲ